ကိုယ့်ရဲ့လက်ရှိခံထားကိုအနေထားကဒီဝါနေပြီလားပေါ့နော်ဒါမှမဟုတ်ဒီပိန်လေးထဲမှာပါနေတာလားဒါကပုံမှန်အနေထားပဲလားပေါ့နော်ဒါကအကောက်ဆုံးပုံမှန်အနေထားပဲလားဒါကိုအသေးချာမသိဘူးဒီပန်းဝင်းရင်ကတငယ်ချင်းကအမေကဝါနေပြီမင်းကပိန်နေပြီဟောမင်းကအဝါလွန်နေပြီပေါ့နော်ဒီလိုမျိုးပြောတာမဟုတ်ပဲတကယ်တီးတီးကြကြမသိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာဒီလိုမျိုးတီးတီးကြသိရှိနိုင်မယ်ပေါ့နော်ကိုယ်ရဲ့အလွယ်တကူတွေ့ချက်လို့ရမယ်နေလန်းလေးတစ်ခုကိုကျွန်တော်မျှဝေပေးပါမယ်တချို့ကတော့ဒီလိုတွေ့နေပါတယ်ပိန်လာပဲဖြစ်ဝါတာပဲဖြစ်ဖြစ်ဒါကဘာဖြစ်လဲဘယ်လောက်ရေးကြည့်လို့လဲဒါကိုမသိရင်ကိုဘာဖြစ်မှာလဲပေါ့နော်အဲ့လိုတွေ့ကုန်တွေ့နေပါတယ်ဒါပေမဲ့လူတယောက်ရေးကြမ်းမာရဲ့ကအဲ့လူရဲ့ခန္ဓာကိုယ်အလေးရှင်နဲ့တရိပ်ဆက်နေပါတယ်ခန္ဓာကိုယ်အလေးရှင်ဆိုတာလူတယောက်ကြမ်းမာရဲ့အတွက်အဓိကသတိထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ body mass index BMI လို့ခေါ်တဲ့လူတယောက်ရဲ့ခန္ဓာကိုယ်အလေးရှင်ကကြမ်းမာတဲ့အနေအထားမှာရှိနေရလားဒါမှမဟုတ်ဒီကြမ်းမာရဲ့ကိုထိခိုက်တဲ့အနေအထားကိုရောက်နေပြီလားဆိုတာကိုအတိအကျသိရှိနိုင်မဲ့နေလန်းတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ BMI ကိုအတိအကျသိလို့ရှိရင်ကိုက underweight လို့ခေါ်တဲ့ဒီပိန်တဲ့ထဲမှာပါနေတာလားသို့မဟုတ် healthy weight လို့ခေါ်တဲ့ဒါကပုံမှန်ကြမ်းမာတဲ့ပေါ့နော်ဒါကရှိတဲ့ကိုယ်လက်ရှင်အနေထားလားဒါမှမဟုတ် overweight လို့ခေါ်တဲ့ဒီ white ပေါ်နေတာလို့ပေါ့နော်ဝါလာနေပြီလားဒါမှမဟုတ်ဒီ obesity လို့ခေါ်တဲ့ဒီအဝါလွန့်တဲ့အနေထားရောက်နေပြီလားဆိုတာကိုအတိအကျသိရှိနေတာပဲဖြစ်ပါတယ်ဒါကိုသိရှိဖို့အတွက်တော့ဒီ BMI ကိုဘယ်လိုတွဲချက်ရလဲဆိုတာကိုတော့သိဖို့လိုတာပေါ့နော်လူတယောက်ရဲ့ BMI ကိုတွဲချက်တဲ့နေလန်းတွေတော့အများကြီးရှိနေပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာတော့အသုံးများပြီးတော့အလွယ်ကူဆုံးနဲ့တွဲရလွယ်တဲ့တိကျလေးသိနေတဲ့နေလန်းတစ်ခုကိုကျွန်တော်မျှဝေပေးပါမယ်ပထမတစ်ခုကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးရှင် kg ပေါ့နော် kg ကိုကိုယ့်ရဲ့အရေးအမြင့်မိန်တာရဲ့နစာနဲ့စားရတာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ခန္ဓာကိုယ်လေးရှင်ကကီလိုဂရမ်60ရှိတယ်အရေးအမြင့်က1.5 မီတာရှိတယ်ပေါ့နော်ဒါဆိုရင်တော့ကိုယ့်ရဲ့ကိုယ်လေးရှင်ဖြစ်တဲ့60ကီလိုဂရမ်ကိုတည်ပြီးတော့ကိုယ့်ရဲ့အရေးအမြင့်ဖြစ်တဲ့1.5ရဲ့နစာပေါ့နော်ဒီ2.25နဲ့စားလို့ရလာတဲ့ဒီ26.ခွန်ဆိုတာကတော့ကိုယ့်ရဲ့ BMI ပဲဖြစ်ပါတယ်ဒီကြားလဲကိုကြည့်ပြီးတော့မှနာမည်ဘယ်လောက်ဆိုလို့ရှိရင်ဒါက underweight နာမည်ဘယ်လောက်ဆိုလို့ရှိရင်ဒါက overweight ဒီလိုမျိုးခွဲခြားရတာဖြစ်ပါတယ်။ Okay ကိုကဒီ kg တော့မီတာတော့ချုပ်ရတယ်မကြိုက်ဘူးပေါ့နော်မြောက်ရတာနဲ့ဆက်ရတာနဲ့ဒါအာရုံနောက်တဲ့ဒါကိုဒီ formula မကြိုက်ဘူးပေါ့နော်ဒီလိုတွဲချက်တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်နောက်နေလန်တစ်ခုရှိပါတယ်။ဒါကဘာလဲဆိုတော့ကိုရဲ့ BMI ကိုဒီလိုဇယားလေးနဲ့အလွယ်တကူကျင်းနိုင်တဲ့နေလန်ပဲဖြစ်ပါတယ်။ဒီဇယားမှာကိုရဲ့ BMI ကိုဘယ်လိုကျင်းရမလဲဆိုတာကိုမပြောခင်ဒီဇယားမှာပါတဲ့အချက်လက်တွေသင်္ကေတတွေကိုတစ်ချက်ကျွန်တော်ရှင်းပြပေးပါမယ်။ဒီဇယားရဲ့ဘေဖက်ရှန်မှာကတော့လူခန္ဓာရဲ့အရေးအမြင့်ကိုပေလမ်းမနဲ့ပြပေးထားတာဖြစ်ပြီးတော့ဒီဇယားရဲ့ညာဖက်ရှန်မှာကတော့လူခန္ဓာရဲ့အရေးအမြင့်ကိုစင်တီမီတာနဲ့ပြပေးထားတာဖြစ်ပါတယ်။ဇယားရဲ့အပေါ်မှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့အလေးရှင်ကိုကီလိုဂရမ်နဲ့ပြပေးထားတာဖြစ်ပြီးတော့ဇယားရဲ့အောက်မှာဆိုလို့ရှိရင်တော့ဒါကခန္ဓာကိုယ်ရဲ့အလေးရှင်ကိုပုံနဲ့ပြပေးထားတာဖြစ်ပါတယ်ဒီမှာပါတဲ့အဖြူရောအဝါရောလိမ္မော်ရောအနည်းရောဒီအယုတ်လေးရောကတော့ဒါအဖြူရောဆိုလို့ရှိရင်တော့ underweight ကိုပြောတာဖြစ်ပါတယ်အဝါရောဆိုလို့ရှိရင်တော့ဒီမှာရေးထားတဲ့ healthy weight ပါလိမ္မော်ရောဆိုလို့ရှိရင်တော့ဒါက overweight ပေါ့နော်အနည်းရောဆိုလို့ရှိရင်တော့ဒါက obesity ပါ okay ဒါကိုကျွန်တော်ပြီးမှတစ်ချက်ထပ်ပြီးတော့တရားရှင်းပြပါမယ်ဥပမာအနေနဲ့ကျွန်တော်နားလည်လွယ်အောင်ပေါ့နော်ဒီမြန်မာနိုင်ငံမှာအသုံးများတဲ့ပေလမ်းမနဲ့ဘယ်လိုကြည့်ရမလဲဆိုတာကိုရှင်းပြပေးပါမယ်ကိုရက9ပေလမ်းမရှိတယ်ကိုလေးရှင်က150ပေါက်ရှိရဆိုတာဆိုဒါဆိုလို့ရှိရင်ဒီဘေဖိုင်ရှန်က9ပေလမ်းမဆိုတဲ့ဘဲမှာရှိတဲ့အလျားမြင့်ကျော်ကိုကြည့်ပါကိုလေးရှင်က150ပေါက်ရှိရဆိုလို့ရှိရင်တော့ဇယားရဲ့အောက်မှာရှိတဲ့ဒီ150တေးတေးကဒေါ်လာမြင့်ကျော်ကိုကြည့်ပါဒီမြင့်ကျော်တစ်ခုရဲ့စုံမဲကတော့ကိုရဲ့ BMI ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ BMI ကဒီလိမ်မွေရုပ်ထဲမှာပါတာလားအဝါရုပ်ထဲမှာပါတာလားဒါမှမဟုတ်အဖြူရုံမှာလားဒါမှမဟုတ်အနေရုံမှာလားပေါ့နော်ဒါကိုကြည့်ပြီးတော့ခွဲခြားရတာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ BMI ကဒီအဖြူရုပ်ထဲမှာရှိနေမယ်17.5အောက်ကိုရောက်နေပြီဆိုလို့ရှိရင်တော့ဒါက underweight လို့ခေါ်ပါတယ်ပေါ့နော်ပိန်လေးထဲမှာပါတာပေါ့နော်ဒီလူတွေက weight တင်ဖို့လိုရပါတယ်တကယ်လို့ကိုယ့်ရဲ့ BMI ကဒီ17.5ရဲ့အထက်ပေါ့နော်25ရဲ့အောက်ဒီကြားထဲမှာရှိနေမယ်အဝါရုပ်ထဲမှာရှိနေမယ်ဆိုလို့ရှိရင်တော့ဒါက healthy weight လို့ခေါ်ပါတယ်ဒါကရှိတဲ့ကိုယ်လက်ရှိမှာရှိနေတာဖြစ်ပါတယ်ဒါကတော့အကောက်ဆုံးအနေထားပဲပေါ့နော်ဒီလိုမှမဟုတ်ပဲကိုယ့်ရဲ့ BMI ကဒီ25ကိုကျော်လန်ပြီးတော့30ရဲ့အောက်ပေါ့နော်25ရဲ့အထက်30ရဲ့အောက်လိမ်မွေရုပ်ထဲမှာရှိနေမယ်ဆိုလို့ရှိရင်တော့ဒါက overweight ဖြစ်ပါတယ်ဝါလာနေပြီပေါ့နော်ဒါက white များနေတာဖြစ်ပါတယ်ဒီလိုလူတွေကတော့ white ချိုးဖို့လွယ်ရပါတယ်ပေါ့နော်
ဒါမှမဟုတ်ကိုယ့်ရဲ့ BMI က30ကိုကြိုလန်ပြီးတော့ဒီ30အထက်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒါက obesity လို့ခေါ်တဲ့အဝါလွန့်တဲ့အနေအထားရောက်နေတာဖြစ်ပါတယ်ဒီလိုလူတွေအတွက်ကတော့ Android ရှိပါတယ်ပေါ့နော်ဒီလိုလူတွေက weight loss ဖို့တကယ်တည်ထားပြီးတော့လှုပ်ဆော်ရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီ obesity လို့ခေါ်တဲ့အဝါလွန့်တဲ့အနေအထားကိုရောက်နေပြီဆိုလို့ရှိရင်တော့နောက်ဆက်တွဲအနေနဲ့ fatty liver လို့ခေါ်တဲ့အသည်းစီဖုံးတဲ့ယောဂ heart disease လို့ခေါ်တဲ့နှလုံးယောဂတွေပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေပြီးတော့ stroke လို့ခေါ်တဲ့လေဖြတ်တဲ့ယောဂ Alzheimer ယောဂပြီးတော့ cancer ယောဂတွေပေါ့နော်ပြီးတော့ mental illness လို့ခေါ်တဲ့ဒီစိတ်သက်ကြတဲ့ယောဂတွေပေါ့နော်စိတ်ပိတ်စရာယောဂတွေဒီလိုယောဂတွေကနောက်ဆက်တွဲအနေနဲ့တစ်ခုတည်းလည်းဖြစ်လာနိုင်တယ်လို့တစ်ခုသို့မဟုတ်သုံးခုဒါမှမဟုတ်အလုံးပေါ့နော်၄၅ခုအဲ့လိုမျိုးတစ်ပြိုင်တည်းလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဒီပညာရှင်တွေကဆိုထားပါတယ်ဒါကြောင့်ကိုယ့်ရဲ့ BMI ကဘယ်အနေထားရောက်နေပြီလဲ weight တင်ဖို့လိုနေတာလား weight ချိုးဖို့လိုနေတာလားဒါမှအဝါလွန့်နေပြီလားဆိုတာကိုသိရှိအောင်ဒီဇာတ်လေးကိုကြည့်ပြီးတော့ခုပဲတွက်ချက်ကြည့်လိုက်ပါတကယ်လို့ကိုယ့်ရဲ့ BMI ကိုတွက်ချက်တဲ့အခါအခက်အခဲရှိတယ်ပေါ့နော်တွဲလို့မရဘူးတွဲရတာအဆင်မပြေဘူးဆိုလို့ရှိရင်တင်းရဲ့အရေးအမြင့်နဲ့ correlation ကိုကိုယ့်ဘက်မှာရေးထားပေးခဲ့ပါကျွန်တော်တူတယောက်ချင်းစီရဲ့ BMI ကိုတေချာတွက်ချက်ပြီးတော့အတိအကျ reply ပြန်ပေးပါမယ်ပေါ့နော်ဒီဗီဒီယိုကတင်းကြမှာရဲ့အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ like နဲ့နှိပ်ပေးခဲ့ပါကို share တဲ့သူတွေနဲ့တခြားသူတွေကိုလည်းသိစေချင်တယ်ဆိုလို့ရှိရင်တော့ share လေးလုပ်ပြီးတော့မျှဝေလိုက်ပါနောက်ဗီဒီယိုတွေမှာလည်းကြမှာရဲ့နဲ့ဘွားတိုးတဲ့ရဲ့ကြော်တွေကိုမျှဝေတင်ဆက်ပေးမှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ subscribe လေးနှိပ်ပေးခဲ့ပါ Facebook ကကျင်းနေတဲ့သူတွေဆိုလို့ရှိရင်တော့ follow လေးလုပ်ပေးခဲ့ပါအကုန်လုံးကြမှာပြုတ်ချင်တဲ့ဘွားတူကိုပိတ်စင်နေကြပါစေ Okay ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်